ထိုင်းဖိုက်တာရော့ကီကိုနိုင်ယူခဲ့တဲ့မြန်မာဖိုက်တာတွေးလင်းထက်ရဲ့ပွဲကိုတူပြန်လဲကြည့်ရှုအောင်ပါဗျဟိုဘက်ကဘောင်းမီအနေနဲ့ကတော့အင်ရှင်ထိုင်းဖိုက်တာရော့ကီဖြစ်ပါတယ်ဒီဘက်ကတော့ကျွန်တော်တို့မြန်မာဖိုက်တာတွေးလင်းထက်ဖြစ်ပါတယ်ဗျဟိုက်ကက်ဒီပွဲတော့ဒါ Storm မိသားမှာရှင်ပြိုင်ခဲ့တဲ့မွေထိုင်းပွဲဖြစ်ပါတယ်3မိနစ်3ချီပွဲဖြစ်ပါတယ်ဗျตุยลินทักไม่เดินအိုးတွေးလင်းထက်ရဲ့ဒါညာလက်ဒီနှစ်ချက်ဆက်ထိပါတယ်ဒီထိုးချက်တွေတော်တော်လေးထိတယ်ဗျအိုးထိတယ်ညာလက်ဒီဒီကလင်းလုပ်တဲ့အပိုင်းမှာတော့ကျွန်တော်တို့မြန်မာဖိုက်တာတွေကတော်တော်လေးအားနည်းတယ်ဟိုတွေးလင်းထက်လည်းဒီထိုးချက်တွေကဒါအဖိတ်စင်ဖြစ်နေရဗျထိထိမိမိမဖြစ်ဘူးဒီ target ကိုတိကျမှုမရောက်ဘူးဗျအဲ့မှာဆိုဒါလက်ဒီချက်တွေဘေးကိုလွတ်ထွက်သွားတယ် target ကိုမထိဘူးနှစ်ချက်ဆက်လုံးလို့မရလို့ဒါဒိုင်ရန်တတိပေးနေတယ်တစ်ချက်တော့လုတ်ပိုင်ကိုရှိတယ်လောကက်အဲ့မှာဆိုလဲဒါလက်ဒီချက်ကဘေးကိုလွတ်သွားတယ်โอ้ညာလက်ဒီထိတယ်เน่นเลยไม่ตีเลยဒီမြန်မာဖိုက်တာတွေနဲ့အဲ့လိုမျိုးမွေထိုင်းပွဲတွေထိုးတဲ့ချိန်ကျရင်ဒါပူးနေတဲ့အနေထားမျိုးဆိုရင်ကလင်းလုံးတဲ့အပိုင်းတွေတေချာလေးပြင်ဆင်စီခြင်းတယ်ဗျမွေထိုင်းပွဲထိုးမှာဖြစ်တဲ့အတွက်တချို့အဲ့လိုမျိုးဒါထိုင်းဖိုက်တာတွေလို့ရှိရင်တော်တော်လေးကောင်းတယ်အဲ့လိုမျိုးပူးနေတဲ့အနေထားမျိုးဆိုရင်ဒါတထောင်တွေပိုင်းနဲ့ရှိုက်လိုက်ရင်ကွဲသွားနိုင်တယ်ဟိုဟိုက်ကက်แยงๆทั้งคู่เว้ยအိုးပတ်တတောင်ကျွေးတာဗျကျွေးတာတော့ဒါနည်းနည်းလေးလွဲသွားတယ်ดูเอ้ามวยไทยเข่าไม่เป็นเว้ยပထမချီပြီးပါတော့မယ်10စက္ကန့်ပဲကျန်တော့တယ်ဟိုဒိုင်ရဖြည့်နေရတော့မှတော်တော်လေးဖြည့်ပေးချင်မှုထိုင်းဖိုက်တာပုတ်ဆွတ်ထားတယ်ကဲပထမချီရပြီးဆုံးလို့သွားပါပြီဗျဒါတော့ဒုတိယချီဖြစ်ပါတယ်ဟိုကဲအဲ့လိုပူးနေတဲ့နေထားမျိုးဆိုရင်တွေးလေးထက်နေနဲ့ဘာမှမလုပ်တတ်တော့ဘူးဗျဒီထားမိရလားတော့မသိဘူးအဲ့လိုနေထားမျိုးဆိုရင်ဒါဒူးတိုက်တဲ့ရင်လည်းတိုက်ပြရမယ်နည်းနည်းလေးခွာပြီးတထောင်ရိုက်ဖို့ကြိုးစားတဲ့ရင်လည်းကြိုးစားရမယ်ဗျสั่งให้ตีแล้วยกแรกแม่งไม่ตีเลยဖက်ထားအောင်လည်းတိုက်အဆင်မပြေဘူးအဲ့လိုမျိုးပူးနေတဲ့နေထားမျိုးတွေကအိုးပတ်တတောင်ဗျဒုတိယချီတော်တော်လေးကောင်းနေတာပတ်တတောင်ဝင်သွားတယ်အမှတ်စဉ်ရေခမ်းပြီထိုင်းဖိုက်တာပတ်တတောင်မိသွားတယ်အိုးပင်လက်တီဝင်သွားတယ်အဲ့ဒါလည်းလက်တီထိုးချက်တွေတော်တော်လေးဖိတ်စင်ဖြစ်တယ်ဗျတွေးလင်းထက်ဒီပွဲမှာ target ကိုမရောက်ဟုတ်အဲ့ဒီမှာသန်ထိသွားတယ်ဟုတ်တွေးလင်းထက်လည်းထိတယ်ဗျဟိုလက်တီတွေအဖိတ်စင်တော်တော်လေးဖြစ်နေတယ်ဗျတွေးလင်းထက်
ဘော်ဒီကက်ဟိုထိတယ်မျက်နှာတွေပူးနေတဲ့အနေထားမျိုးဆိုဘာမှကိုမလုပ်တတ်တော့ဘူးဟိုဒါတွေးလင်းထက်ကအခွက်ကိုတိသွားတာပဲတွေးလင်းထက်ပတ်ဝင်လာတော့ဟိုကဆွဲဖမ်းပြီးတော့ခါလေးကိုင်လွှတ်လိုက်တယ်ပတ်တောင်ဝင်လာမှတိသွားတယ်ဟိုလူမိသွားတယ်ကဲပွဲတော့ပြီးဆုံးလို့သွားပါပြီဒုတိယချီဒါတော့နောက်ဆုံးချီတတိယချီဖြစ်ပါတယ်ဗျအိုးပတ်တောင်ထက်ဝင်သွားပြန်ပြီဗျဒါလက်ပြန်ရိုက်ချက်တောင်နဲ့ဒါလက်ဖြန့်သားလေးကတ်ဝင်သွားတယ်ကျွေးတာတော့ဒါပတ်ပြီးကျွေးလိုက်တယ်ဟုတ်ဘော်ဒီကက်ဟိုက်ကက်โอเคရမျက်နှာတွေโอ้ထိတယ်မျက်နှာတွေတော်တော်လေးကိုထိတယ်ဟိုတွေးလင်းထက်လည်းထိတယ်ဗျဟိုဒူမိသွားတယ်ဒူးစာမိသွားတယ်ဟိုဘော်ဒီကက်တွေးလင်းထက်လက်တီးကျစ်တည်းရတာအဖိတ်စင်တော်တော်ဖြစ်တယ်ပြောရမယ်ဒီပွဲမှာမဲပရိတက်ပဲတောင်မှလက်မကြီးထောင်ပြလိုက်သေးတယ်တွေးလင်းထက်ကဘော်ဒီကက်ကဲပွဲတော့ပြီးပါတော့မယ်ဗျ10စက္ကန့်ပဲကျန်တော့တယ်ဟိုထိတယ်ကဲပွဲတော့ပြီးဆုံးလို့သွားပါပြီဗျပွဲတော့အပြတ်မဖြတ်နိုင်ဘူးဒါဒိုင်ဆုံးဖြတ်ကိုရောက်ရှိသွားပါတယ်ဒိုင်ဆုံးဖြတ်မှာတော့ဒါကျွန်တော်တို့မြန်မာဖိုက်တာတွေးလင်းထက်ကအနိုင်ရရှိခဲ့ပါတယ်ဗျထိုင်းဖိုက်တာဒါဒုတိယချီနဲ့တတိယချီတွေမှာနှစ်ကြိမ်တိုင်သာလဲကျတော့ပတ်ပြီးတော့ဆွန်နိုင်ခဲ့တဲ့အတွက်တွေးလင်းထက်ကအနိုင်ရရှိသွားခြင်းဖြစ်ပါတယ်